သူမရောက်လာတာကမြင်းမလေးကိုလာကြည့်တာမဟုတ်ပဲပတ်စံလာတောင်းတာဖြစ်ပါတယ်ရောက်ဖဖြစ်သူကအိမ်ဝယ်မလို့တဲ့စီယံငွေပေးဖို့ရွှန်30သိန်းလို့နေသေးလို့တဲ့သူကဆိုဖာပေါ်မှာဝင်ထိုင်ပြီးအနီးတုတ်ထားတဲ့ကလေးစီကိုမျက်လုံးတစ်ချက်တောင်စောင်းမကြည့်ဘူးကျမသမီးလေးကိုကိုယ်ချီပြီး3စက္ကန့်လောက်ကြောင်းအန်းသွားမိတယ်ကျမကမီးရင်းကခုမှထွက်ခါစားပဲရှိသေးတယ်လို့ပြောတော့သူပဲမီးရင်းထွက်ပြီးဆိုရင်အလုပ်ပြန်ဆင်းလို့ရပြီမလားလို့ဆဲဆိုချိန်ဆဲတယ်လို့အော်ငေါက်ပြီး30သိန်းနောက်လာမတိုင်ခင်လိုချင်တယ်လို့စကားဖြတ်ပြောသွားတယ်ကျမသူ့ကိုစိုက်ကြည့်နေမိတယ်42ရက်တာအတွင်းမှာသူပထမဆုံးအချိန်အိမ်ကိုရောက်လာတာဖြစ်ပြီးအိမ်ထဲခြေချချင်းပဲပတ်စံအော်တောင်းတော့တာပဲကျမမိဘခန်းထဲကနေလူနာဆောင်စီကိုကိုချစ်တောင်းနဲ့ကိုလမ်းလျှောက်ပြန်ခဲ့ရတာတဘာဝအတိုင်းမွေးခဲ့ပေမဲ့ငွေလန်းချောင်းချုပ်ရိုး6ချက်ချုပ်ခဲ့ရလို့လမ်းလျှောက်တဲ့အခါအောက်ကအင်္ဂါတွေပြုတ်ကျမတက်နာကျင်နေခဲ့ရတဲ့ခင်မုန်းဖြစ်သူခြံတုံးကတော့အပြင်မှာဖုန်းပြောနေတော့ကျမနေရန်ကိုအမိပြုတ်ပြီးတလန်းချင်းစီအာယူသွားနေရလို့နာပြုစုသူမမကတော့မကြည့်ရတော့ပဲရေးထည့်ပေးရမလားလို့နားမေးရှာတယ်သူကတော့ဖုန်းတွေဆက်ပြီးရင်ဆက်နေတော့မယ်နောက်ဆုံးမှမျက်မှောင်ကြီးကုတ်ပြီးကျမကိုကတင်ပေါ်လဲနေဖို့လာတွဲပေးတယ်ခြံလုံးအခန်းထဲဝင်လာတဲ့အချိန်ထိဖုန်းကမကြသေးဘူးအမေကကလေးနာမည်ပေးဖို့ပြောနေတဲ့ကျမမျက်လုံးမိထားပြီးဘာမှပြန်မပြောခဲ့ဘူးအဲ့ဒီအချိန်တုန်းကဒါသူလည်းကလေးကူးမှမွေးခါစားမလို့အရန်ရင်ခုန်စိတ်လှုပ်ရှားနေရှာမှာပါသူစိတ်ငြိမ်သွားရင်အဆင်ပြေသွားမှာပါလို့တွေးပြီးဖြည့်သိမ့်နေခဲ့မိတယ်မိဘပြီးတတိယမြောက်နေဆေးရုံကဆင်းရတယ်ကိုပစ္စည်းကိုတင်ဆေးရုံဆင်းခွင့်လုပ်ငန်းစဉ်တွေကိုလည်းကိုယ်တိုင်ပဲလုပ်ခဲ့ရတယ်ခြံလုံးကတော့ဆေးရုံတကားဝါမှာစောင့်နေရင်ကုမ္ပဏီမှာအရေးကြီးကိစ္စရှိလို့ခဏသွားလိုက်အောင်မယ်အလွန်ဆုံး2နာရီပဲလို့ပြောပြီးထွက်သွားလိုက်တာ4နာရီကြာသွားတယ်သူပြန်ရောက်လာတဲ့အချိန်မှာတော့ကျမကကိုပါကိုတက်စီစီးပြီးအိမ်ပြန်ရောက်နေပြီကျမအမေကကျမကိုလာပြုစုပေးမလို့ပဲဒါပေမဲ့အဖေကတားခဲ့တယ်ခမဲခမက်ကလည်းလာပြုစုမှာပဲမင်းသွားနေရင်သူတို့အားနာနေကြရလိမ့်မယ်တဲ့ဒါပေမဲ့ရောက်ခမကြီးကရောက်မလာခဲ့ဘူးကလေးမွေးကလေးကမီးရင်းထွက်တဲ့အထိ42ရက်တာအတွင်းတစ်ခေါက်မှလာမကြည့်ခဲ့ဘူးဖုန်းတော့ဆက်ပါရဲ့ဒါပေမဲ့ကျမကြီးဘလို့လဲအဆင်ပြေရဲ့လားလို့တခုမှမမေးပဲကလေးကတားလားသမီးလားလို့ပဲမေးတယ်သမီးလေးပါလို့ဖြေလိုက်တော့ဖုန်းလိုက်တစ်ဖက်မှာ2စက္ကန့်လောက်တိတ်ဆိတ်သွားပြီးမှဩသမီးလဲသမီးပေါ့ကောင်းပါတယ်ဆိုပြီးဖုန်းချသွားခဲ့တယ်ကျမတယောက်တည်းကလေးထိန်တယ်တယောက်တည်းနှုတ်တိုက်တယ်တယောက်တည်းသေးခံလဲတယ်ညဘက်ကလေးငိုရင်ခြံလုံးကတစ်ဖက်လှည့်ပြီးစက်အိတ်နေရင်ဖြည်းဖြည်းလှုပ်ဆန်းပါငါမနှက်ဖြန်အလုပ်သွားရအောင်မယ်လို့ပဲညီးတွားတတ်တယ်မနက်3နာရီပတင်းပေါက်ပြင်ပတ်မှာမဲမောင်နေတော့ရင်ခွင်ထဲကကလေးကငိုနေပြီးကျမလည်းငိုချင်စိတ်ပေါက်လာမိတယ်ဒါပေမဲ့မျက်ရည်ကထွက်မလာဘူးအရန်ပင်ပန်းလုံးလို့မိုးဖို့တောင်အင်အားမရှိတော့တဲ့အထိပါပဲမိဖွားပြီး15ရက်မြောက်နေ့မှာနှုတ်ခဲပြီးရင်သားတွေကြိုက်ခဲလွန်းလို့အိတ်လို့မရခဲ့ဘူးအင်တာနက်ထဲမှာရေနွေးဝတ်ကက်ရမယ်နှိမ့်နေပေးရမယ်ကလေးကိုအဆူများများတိုက်ရမယ်လို့ဖက်ရလို့ဖုန်းကိုကြည့်ပြီးတယောက်တည်းလိုက်လုံနေရတဲ့ခြံတုံးပြန်လာတော့တစ်ချက်ကြည့်ပြီးမင်းပါဖြစ်နေတာလဲလို့မေးတယ်နှုတ်ခဲလို့ကြိုက်နေတာလို့ပြောတော့သူစာကြည့်ခန်းထဲဝင်ပြီးဂိမ်းသွားစော့နေပြန်ရောမိဖွားပြီးရက်20မြောက်နေ့မှာကျမဖျားတယ်အဖျားက38.5 degree centigrade ထိတက်နေတာကလေးကိုနှုတ်တိုက်နေရလို့ဆေးလဲမတောက်ရဲဘူးခြံတုံးစီဖုံးဆက်ပြီးစောစောပြန်လာပေးဖို့ပြောတော့အစည်းအဝေးလုပ်နေလို့နောက်ကျမယ်တဲ့သူည9နာရီမှအိမ်ပြန်ရောက်တဲ့အချိန်မှာကျမဖျားကျသွားပြီးကိုပါကိုပဲအောက်ရဲပြီးဖြတ်ကျော်ခဲ့ရတာမိဖွားပြီးရက်30မြောက်နေ့မှာကျမအမေမအောက်နိုင်တော့ပဲလာကြည့်ရှာတယ်အိမ်ထဲဝင်ချင်းပဲအမေငိုတော့တာပဲသမီးလေးရဲ့ဘာလို့ဒီလောက်တောင်ပိန်ချောင်သွားရတာလဲတဲ့ကျမမှန်တဲ့ကိုတစ်ချက်ကြည့်လိုက်မိတော့မျက်နှာကဝါဖြော့ပြီးမျက်ကွင်းတွေညိုမဲနေတဲ့စပင်တွေကလည်းလက်တဆုပ်စာစီကျွတ်နေလိုက်တာအဆင်ပြေပါတယ်အမေလို့ကျမပြောမိတယ်အမေကမြေးမလေးကိုပွေ့ချီပြီးမိုးလဲငိုဆဲလဲဆဲရှာတယ်ခြံတုံးကောဘယ်မှာလဲသူ့အမေကောကလေးကကြောက်ခဲကြကထွက်လာတာကြာနေတာပဲတဲ့အမေဘာမှမပြောပါနဲ့တော့လူသားတော့အမေကတုံရင်နေတဲ့အတန်နဲ့ငါဒီလောက်ပင်ပင်ပန်းပန်းကျွေးမွေးပြုစုလာတဲ့သမီးလေးကသူတို့အိမ်ရောက်မှကျွဲလိုနွားလိုလှုပ်ကျွေးနေရတာလားတဲ့အမေပြောလဲထူးမှမဟုတ်ပါဘူးလို့ကျမစကားဖြတ်လိုက်တော့အမေမျက်ရည်တွေပူကျလာမိတယ်အမေကျမစီမှာ3ရက်နေသွားပြီတယ်ပြန်ခါနီးကျမလက်ကိုဆွဲပြီးတကယ်လို့အဆင်မပြေရင်အိမ်ပြန်လာခဲ့ပါဆိုတဲ့စကားကို3ခေါက်တိတိမှသွားခဲ့တယ်ကျမခေါင်းငင်းပြလိုက်ပေမဲ့အဲ့ဒီအချိန်တုန်းကအတိခံလိုက်အောင်မယ်ကလေးနည်းနည်းကြီးသွားရင်အဆင်ပြေသွားမှာပါလို့ထင်နေတော့ပဲမိဖွားပြီး42ရက်မြောက်နေ့ကိုရောက်လာခဲ့တယ်ရောက်ခမကြီးနောက်ဆုံးတော့လာတယ်ဒါပေမဲ့ရင်းမလေးကိုလာကြည့်တာမဟုတ်ပဲပတ်စံ30သိန်းလာတောင်းတာကျမနာကြမှာတလားလို့တောင်ထင်မိတယ်စီယံငွေ30သိန်းလို့နေလို့နောက်လာမတိုင်ခင်ပေးရမယ်တဲ့ရောက်ခမကြီးကအဲ့ဒါကိုတဘာဝကြကြအရေးဆိုနေတာနင့်မလေးကအသက်မငယ်တော့ဘူးအိမ်အောင်ပြရတော့မယ်အိမ်မရှိရင်ဘယ်မင်းကလေးကသူ့ကိုယူမာလဲတဲ့ကျမသူ့ကိုကြည့်လိုက်တော့အင်ကြီးအမွေးဘွားအစ်ကြီးဝတ်ထားပြီးလက်ထဲမှာတစ်တီးတစ်ထုပ်ဆွဲလာတယ်အဲ့ဒီတစ်တီးထုပ်ကိုတကားဝမှာပဲချထားပြီးအိမ်ထဲဝင်လာတာမိနစ်20ရှိပြီဖြစ်ပေမဲ့ထုတ်တောင်မပြဘူးဒါဆိုကျမနဲ့ခြံတုံးရဲ့စုငွေတွေကကောလို့မေးတော့သူမကနင်တို့စီမှာပတ်စံရှိတာငါသိတယ်လို့စကားဖြတ်ပြောတယ်ခြံတုံးငါ့ကိုပြောဘူးတယ်နင်တို့2ယောက်ပေါင်းရင်3သိန်းကျော်ရှိတယ်ဆို30သိန်းထုတ်ပေးလိုက်တာဘာဖြစ်သွားမှာမလို့လဲတဲ့3သိန်းကျော်ဆိုတာကျမတို့အိမ်ဝယ်ဖို့စုထားတဲ့စီယံငွေတွေလေး2026ခုနှစ်ကျရင်အိမ်ဝယ်ဖို့ပြင်ဆင်နေကြတာအမေအဲ့ဒါကအိမ်ဝယ်ဖို့ပါအရေးတကြီးကိစ္စမှမဟုတ်တာလို့ပြောတော့သူကလက်ခပြပြီးနင့်မလေးကိစ္စကအရေးကြီးတယ်နင့်မောင်မဟုတ်ပေမဲ့သူ့အကိုရဲ့ညီရင်းပဲလေးတဲ့ခြံတုံးရဲ့ညီခြံနံကအသက်30နှစ်ရှိပြီအလုပ်မရှိပဲအိမ်မှာဂိမ်းပဲထိုင်ဆော့နေတာအောင်သွယ်ပေးလို့မိန်းကလေး9ယောက်10ယောက်လောက်နဲ့တွေ့ဘူးပေမဲ့တယောက်မှအဆင်မပြေဘူးမိန်းကလေးဘက်ကအိမ်ရှိရမယ်လို့တောင်းဆိုကြတာကိုရောက်ခမကြီးကတက်ပြင်းချရင်ခုခေတ်မိန်းကလေးတွေကမျက်စိမြင့်လုံးကြတယ်တဲ့ကျမဘာမှပြန်မပြောဘူးနင်းလဲမိန်းမသားပဲနားလဲပေးတင်တာပေါ့လို့သူကကျမကိုကြည့်ပြီးပြောသေးတယ်နင်းကောအဲ့တုန်းကအိမ်မရှိရင်ခြံတုံးကိုယူမမလို့လားတဲ့ကျမခြံတုံးကိုလက်ထက်တုံးကသူ့မှာအိမ်မရှိပါဘူးကျမတို့အိမ်အောင်တက်တုံးနှလုံးလုံးအိမ်ငှားပြီးနေလာခဲ့ကြတာခုစုထားတဲ့ပတ်စံတွေကလည်းကျမတို့ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ဖို့စုထားတာမေဒီပတ်စံကလို့ပြောရုံရှိသေးတော့ပြီးဒီကိစ္စကိုခြံတုံးနဲ့ပြောပြီးသူသဘောတူတယ်ဆိုပြီးသူမတက်ရက်လိုက်တယ်ငါပြန်တော့မယ်ကလေးကိုကောင်းကောင်းထိန်းဦးငါကတော့မကူနိုင်တော့ဘူးနင်ကငယ်သေးတာပဲခံနိုင်ရှိမှာပါလို့ပြောပြီးတကားဝအထိရှောက်သွားရင်ကလေးကူတင်စီကိုတစ်ချက်လက်ကြည့်တယ်
စိတ်ပြတ်တဲ့လေတံနဲ့သမီးလေးလားသမီးလေးလဲသမီးလေးပေါ့စိတ်အေးရတာပေါ့လို့ပြောပြီးတကားပိတ်ထွက်သွားတော့တယ်ကျမကလေးကိုပွေ့ချီပြီးနေရာမှာတင်အကြာကြီးမတက်ရက်နေမိတယ်10သိန်း42ရက်အတွင်းပထမဆုံးအကြိမ်လာတာဖြစ်ပြီးလာချင်းပဲ10သိန်းတောင်းသွားတယ်ညဘက်ခြံတုံးပြန်လာတော့ကျမမေးလိုက်တယ်ရှင့်အမေရှင်နဲ့စကားပြောပြီးပြီလားအင်းသူဖက်နှက်ချွတ်ရင်10သိန်းကိစ္စမလားပေးလိုက်ရအောင်ငါထင်တာတော့ပေးတင်ပါတယ်ညီလေးလည်းတကယ်အိမ်အောင်ပြုတ်တင်နေပြီလို့ပြောပြီးဆိုဖာပေါ်လဲချလိုက်တယ်ပြီးတော့ဒီပတ်စံကမဆက်ပဲနေမှာမဟုတ်တာနောက်သူပတ်စံရှိလာရင်ပြန်ဆက်မှာပေါ့တဲ့နောက်မှပတ်စံရှိလာရင်ဟုတ်လားကျမစကားဖြတ်ပြောလိုက်တယ်သူအသက်30နှစ်ရှိပြီအလုပ်လည်းမရှိဘူးရှင်ကောသူဘယ်တော့ပတ်စံရှိလာမယ်ထင်လို့လဲမင်းစကားကိုဘယ်လိုပြောနေတာလဲခြံတုံးကမျက်မှောင်ကုတ်သွားတဲ့အဲ့ဒါငါညီလေးအဲ့ဒါရှင့်ညီဒါဆိုကျမသူ့ကိုစိုက်ကြည့်ရင်ကျမကပါလဲမင်းကငါမိမလေးရှင့်မိမကရှင့်အတွက်ကလေးမွေးပေးထားတာ42ရက်ပဲရှိသေးတယ်ရှင့်အမေပထမဆုံးအချိန်ရောက်လာတာကလေးကိုလာကြည့်တာမဟုတ်ပဲပတ်စံလာတောင်းတာလေခြံတုံးတစ်ချက်ကြောင်အန်းသွားပြီးမှသူလဲကလေးကိုကြည့်သွားတာပဲလေတဲ့သူကြည့်ခဲ့လားဘယ်နေရာကိုကြည့်ခဲ့လို့လဲကျမကလေးကတင်ကိုညှို့ပြပြီးသူအိမ်ထဲဝင်လာကြတဲ့ကပြန်သွားတဲ့အထိဟောဒီဘက်ကိုမျက်လုံးတစ်ချက်စောင့်ကြည့်ခဲ့ရလားခြံတုံးစကားမဆိုနိုင်တော့ဘူးသူကလေးနာမည်ဘာလဲဆိုတာသိလားကလေးအလေးချိန်ဘယ်လောက်ရှိလဲသိလားကလေးပဲအချိန်မှာအစပြုံးတက်လဲဆိုတာကိုသိလားမင်းအဲ့လောက်စိတ်မလှုပ်ရှားပါနဲ့ကျမစိတ်လှုပ်ရှားတယ်ဟုတ်လားကျမရေလိုက်မိတယ်ကျမတယောက်တည်းကလေးမွေးတယ်တယောက်တည်းမိတွင်နဲ့ဖြတ်တန်းတယ်42ရက်လုံးကလေးကိုတယောက်တည်းထိန်းလာခဲ့တာရှင့်အမေတစ်ခေါက်မှမလာဘူးလာချင်းပဲ10သိန်းတောင်းတယ်ကျမကဘာလို့စိတ်မလှုပ်ရှားရမှာလဲခြံတုံးတပြင်းချရင်တော်ပြီးငါသိပြီဒီကိစ္စကိုအမေနဲ့ပြန်တိုင်ပင်ကြည့်အောင်မယ်လို့ပြောပြီးအခန်းထဲဝင်ကတကားပိတ်လိုက်တယ်ကျမအခန်းထဲမှာရက်နေရင်သူဖုန်းပြောနေတဲ့အတန်ကိုကြားနေရတယ်အမေသူတိတ်တဘောမတူဘူးကျွန်တော်ထပ်ဖြောင်းဖြတ်ကြည့်ပါဦးမယ်ဖြောင်းဖြမယ်သူကကျမကိုဖြောင်းဖြပြီးအိမ်ဝယ်ဖို့စုထားတဲ့ပတ်စံတွေကိုသူ့ညီအိမ်ဝယ်ဖို့ထုတ်ပေးခိုင်းမလို့ပေါ့ကျမဆိုဖာပေါ်မှာထိုင်ပြီးကလေးကိုပွေ့ချီထားရင်ငိမ့်တက်နေမိတယ်အမေပြောခဲ့တဲ့စကားကခေါင်းထဲချက်ချင်းဖြတ်ခနဲဝင်လာတယ်တကယ်လို့အဆင်မပြေရင်အိမ်ပြန်လာခဲ့ပါတကယ်ပဲအဆင်မပြေတော့တာလားဒီအဆင့်အထိတော့မရောက်သေးပါဘူးနော်တို့ကိုပါကိုပြန်ဖြေသိမ့်နေမိတယ်ထပ်ဆောင်ကြည့်အောင်မယ်ခြံတုံးကသူ့မိကိုဖြောင်းဖြနိုင်ရင်နိုင်လိုက်အောင်ပါဒီကိစ္စဒီအတိုင်းပြီးသွားရင်ပြီးသွားမှာပါတို့တွေးနေမိတော့မယ်ဒါပေမဲ့နောက်တစ်နေ့မှာခြံတုံးရဲ့ဗန်စရင်စာချုပ်ကိုကျမမမျှော်လင့်ပဲတွေးလိုက်ရတယ်အဲ့ဒါကမတော်တဆပါခြံတုံးရေချိုးနေတော့ဖုန်းကိုစပွဲပေါ်တင်ထားခဲ့တာဗန်ကမက်ဆေ့ဝင်လာတော့မျက်နှာပြင်ကလင်းလာတယ်ကျမမကြည့်ချင်ပါဘူးဒါပေမဲ့မက်ဆေ့ထဲကစာသားတွေကကျမမျက်လုံးကိုစူးခနဲ့ဖြစ်သွားစေတယ်လူကြီးမင်းအလဲကျနံပါတ်8856ရှိတော့အကောင့်မှငွေပမာဏရွမ်9000လည်းပြောင်းပြီးပါပြီလက်ခံသူခြံတုံးအီမီခင်ရွမ်9000ကိုသူ့အမေစီလွှဲလိုက်တာလားကျမကြောင်သွားမိတယ်သူဘယ်တော့ကလေးကသူ့အမေစီပတ်စံလွှဲနေတာလဲကျမမသိခဲ့ဘူးကျမတို့ရဲ့လစာတွေကတီးတန့်စီပဲကိုပါကိုပဲစီမံကြတာလစဉ်လာတိုင်းသူကျမကိုအိမ်စရိတ်9000ပေးပြီးကျန်တာကိုသူပဲစုထားတာကျမသူ့စရင်တွေကိုတခါမှမမေးမြန်းခဲ့ဘူးဒါပေမဲ့အခုတော့ကျမတကယ်မေးချင်လာပြီကျမသူ့ဖုန်းကိုယူလိုက်တဲ့စကားဝက်ကသူ့မွေးနေ့ဆိုတာကျမသိတာပေါ့အပ်ကိုဖွင့်ပြီးငွေလွှဲမှတ်တမ်းကိုအောက်ကိုဆွဲချကြည့်လိုက်တဲ့တစ်ကြောင်ပြီးတစ်ကြောင်လစဉ်လာတိုင်းပုံမှန်9000စီလက်ခံသူကချမ်းအမီကျမဆက်ပြီးဆွဲချကြည့်နေမိတယ်တစ်လ2လ3လတစ်နှစ်2နှစ်3နှစ်ကျမတို့လက်ထက်တဲ့နှစ်ကစပြီးလစဉ်လာတိုင်း9000ရွမ်စီ3နှစ်ဆိုတော့စုစုပေါင်းရွမ်18000ကျမဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်ရင်လက်တွေတုံရီလာမိတယ်18000သူ့အမေစီကို18000တောင်လွှဲပေးခဲ့တာဒါဆိုကျမကိုဝင်ဆောင်စင်စစ်ဆေးမှုတွေလုပ်တော့ကအာထရာဆောင်းရိုက်ခရွှင်ရှိရာကိုသူကဈေးကြီးလို့နဲ့မရိုက်ဖဲနေလိုက်ပါလားလို့ပြောခဲ့လို့ကျမကိုပတ်စံကိုစိုက်ထုတ်ခဲ့ရတာကိုပြန်တွေးမိတယ်ကလေးမွေးလုံးကစေးရုံစည်းရွှင်12000ကိုသူကအမခံကြီးပြန်ကြလာရင်မင်းကိုပြန်ပေးမယ်လို့ပြောခဲ့ပြီးအခုထိမပေးသေးတာကိုပြန်တွေးမိတယ်မိတွင်းထဲမှာနေတော့ကကျမအမေဝယ်ပေးတဲ့ငါးချင်းတွေနံရိုးတွေကျမကြီးတွေကိုသူတပြားမှစိုက်မပေးခဲ့တာကိုတတိယမိတယ်ကိုဝင်ဆောင်စင်စစ်ဆေးတာကနေမိတွင်းထဲကထွက်တဲ့အထိရွမ်9800ကိုကျမကိုပါကိုအကုန်ကြခံခဲ့ရတာသူတပြားမှမထုတ်ပေးခဲ့ဘူးဒါပေမဲ့သူကတော့သူ့အမေစီလစဉ်ရွမ်9000နဲ့အတွင်း18000လွှဲပေးခဲ့တယ်ကျမဖုန်းကိုချလိုက်တဲ့ခြံတုံးကခေါင်းတုံရင်ရေချိုးကန်းတွေကထွက်လာပြီးဘာဖြစ်လို့လဲမျက်နှာကဘာလို့ဒီလောက်ပြက်နေရတာလဲလို့မေးတယ်ရှင်လစဉ်ရှင့်အမေစီရွမ်9000လွှဲပေးနေတာလားသူခေါင်းတုံနေတဲ့လက်တွေရက်တန့်သွားတယ်မင်းကဖုန်းကိုကြည့်လိုက်တာလား3နှစ်အတွင်း18000ကျမအတန်ကအရန်တည်ငြိမ်နေခဲ့တယ်ရှင်သိလားကျမကလေးမွေးဖို့ကိုဝင်ဆောင်စရိတ်စေးရုံစရိတ်မိတွင်းစရိတ်အကုန်လုံး9800ကိုကျမကိုပါကိုစိုက်ထုတ်ခဲ့ရတာခြံတုံးမျက်မှောင်ကုတ်ပြီးအဲ့ဒါငါအမေလေးငါသူ့ကိုတိတက်တာဘာဖြစ်လို့လဲတိတက်တာလားကျမရေလိုက်မိတယ်ရှင်မေကို18000ပေးပြီးတိတက်ပြနေချိန်မှာရှင်မင်းမကလေးမွေးရကြတပြားမှမထုတ်ပေးဘူးပေါ့အဲ့ဒါကမတူဘူးလေဘယ်နေရာကမတူတာလဲကျမစကားဖြတ်ပြောလိုက်တယ်ရှင်မေကရှင်စီကလစဉ်9000တောင်းတော့ရှင်ကဘာမှမပြောပဲပေးတယ်ကျမကကလေးအတွက်တေးခံဝယ်ခိုင်းတော့ရှင်ကဈေးကြီးတယ်လို့ညီးတယ်ရှင်ကျမကိုတကယ်ပဲဘာကောင်းလို့သတ်မှတ်ထားတာလဲခြံတုံးမျက်နှာပြတ်သွားပြီးမင်းစကားကိုဒီလိုဘယ်လိုပြောနိုင်ရတာလဲငါရှာတဲ့ပတ်စံငါအမေကိုနည်းနည်းပပပေးတာဘာဖြစ်သွားလို့လဲအဲ့ဒါငါအမေလေးဒါဆိုကျမမတက်ရက်လိုက်တယ်ကျမရှင်အတွက်ကလေးမွေးပေးရတဲ့ရှင်ကအပြင်မှာဖုန်းပြောနေပြီးကျမလူနာဆောင်တဲ့ကိုတယောက်တည်းလမ်းလျှောက်ပြန်ခဲ့ရတယ်ရှင်ဂိမ်းစော့နေချိန်မှာကျမအဖျားက38.5ဒီဂရီနဲ့နှုတ်တိုက်ခဲ့ရတယ်42ရက်လုံးကျမတယောက်တည်းရုန်းကန်လာခဲ့တာရှင်အမေတစ်ခေါက်မှမလာဘူးသူလာချင်းလုပ်တဲ့ပထမဆုံးအလုပ်ကပတ်စံတောင်းတာရှင်ကကျမကိုအဲ့ဒါရှင်မေလို့ပဲလာပြောနေတယ်ကျမကဘာလဲခြံတုံးပါဇက်အဟောင်းသားဖြစ်သွားပြီးဘာမှပြန်မပြောနိုင်တော့ဘူးအကြာကြီးတိတ်ဆိတ်သွားပြီးမှသူ့စကားစားတယ်
မင်းစိတ်မလှုပ်ရှားပါနဲ့ဒီကိစ္စကိုတို့ဖြည်းဖြည်းချင်းတိုင်ပင်ကြတာပေါ့ကိုတစ်ဆက်တင်းကိစ္စကတော့ကျမသူ့ကိုစိုက်ကြည့်လိုက်တယ်ရှင်ကပေးချင်နေတော့မဲ့ပေါ့ငါညီကတကယ်လိုအပ်နေလို့ပါကျမရေလိုက်မိတယ်အဲ့ဒီအချိန်မှာကျမတကယ်ကိုထပ်ပြီးမတိုင်ပင်ချင်တော့ဘူး3နှစ်ရှိပြီကျမအမြဲတမ်းတိုင်ပင်လာခဲ့တာတိုင်ပင်ရင်းနဲ့ဘာတွေထွက်လာခဲ့လဲ18000ကိုသူ့အမေစီပေးလိုက်တယ်ကို18000ကိုကျမကိုပါကိုစိုက်ထုတ်ရတယ်42ရက်လုံးဘယ်သူမှလာမကြည့်ပဲလာချင်းပတ်စံတောင်းတာကိုခံရတယ်ထပ်ပြီးဘာကိုတိုင်ပင်ရအောင်ပါလဲချန်တုံးကျမသူ့နာမည်ကိုခေါ်လိုက်တယ်ကျမပင်ပန်းပြီးတကယ်ကိုပင်ပန်းလာပြီသူကြောင့်အန်းသွားပြီးမင်းပါဆိုလိုတာလဲကျမပြန်မဖြေခဲ့ဘူးအိတ်ခမ်းထဲဝင်ပြီးတကားပိတ်လိုက်တယ်တကားပြင်ဘက်မှာသူဘာတွေပြောကြံခဲ့လဲဆိုတာကျမမကြားချင်တော့ဘူးကျမတယောက်တည်းအေးအေးဆေးဆေးစဉ်းစားချင်တဲ့ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာကိုပေါ့အဲ့ဒီညကကျမအိတ်မပြောခဲ့ဘူးကတင်ပေါ်မှာလဲနေရင်မျက်လုံးအစုံကမျက်နှာချက်ကိုပဲစိုက်ကြည့်နေမိတယ်ဘေးနားမှာကလေးကအသက်ရှူတန်ညင်ညင်တတလေးနဲ့အိပ်ပျော်နေရှာတယ်ကျမသမီးလေးကိုကြည့်နေမိတယ်42ရက်ရှိပြီသူဒီလောက်အထိတေးသေးလေးကနေခုလိုကြီးလာတာပြုံးတက်လာပြီးလူတွေကိုစိုက်ကြည့်တက်လာပြီးဦးဝဲနဲ့အတန်ပြုတ်တက်လာပြီးဒါတွေအားလုံးကျမတယောက်တည်းသူ့ကိုကြည့်ပြီးပြုစုပြိုးထောင်လာခဲ့တာခြံတုံးကောသူကလေးကိုဘယ်နှခေါက်ချီဘူးလဲဘယ်နှခေါက်နှုတ်တိုက်ဘူးလဲသေးခံဘယ်နှခေါက်လဲပေးဘူးလဲကျမရေတွက်ကြည့်လိုက်တော့ကလေးချီတာအချိန်30ထက်မပိုဘူးနှုတ်တိုက်တာ3ညသေးခံလဲတာ2ခေါက်ပဲအဲ့ဒီ2ခေါက်ထဲကတစ်ခေါက်ကလည်းကျမအတင်းလဲခိုင်းလို့လဲပေးတာသူကဒီအရာကအရန်နံနဲ့ငါမခံနိုင်ဘူးတဲ့ကျမကလေးမွေးလုံးကမွေးလန်းချောင်း6ချက်ချုပ်ခဲ့ရတာကိုကြာကျမခံနိုင်ခဲ့လို့လားလုတ်ခဲလို့ကြိုက်ခဲပြီးအိမ်မရတာကိုကြာကျမခံနိုင်ခဲ့လို့လားအဖျား38တတမှ5ဒီဂရီနဲ့ကလေးကိုနှုတ်တိုက်ခဲ့ရတာကိုကြာကျမခံနိုင်ခဲ့လို့လားကျမဒီလောက်ထိပိန်ကျသွားတာသူကကျမရဲ့သမီးလေးမလို့ပဲလေဒါပေမဲ့သူကကလေးရဲ့အဖေလေးသူဘာတွေလုပ်နေခဲ့တာလဲဂိမ်းစော်တယ်ဖုံးပြောတယ်သူ့အမေစီပတ်စံလွှဲတယ်18000ဒီကိန်းကနန်းကိုတွေးမိတိုင်းရင်ထဲမှာမွန်းချက်လာရတယ်18000ဆိုရင်ကျမမီရင်း3ခေါက်ထိုင်လို့ရတယ်18000ဆိုရင်ကလေးအတွက်နှစ်တစ်ဆက်စာနှုတ်မဝယ်လို့ရတယ်18000ဆိုရင်ကျမတို့အိမ်ဝယ်ဖို့စီရန်ငွေရဲ့3ပုံ2ပုံရှိတယ်သူကတော့ဘာတစ်ခုမှမပြောပဲသူ့အမေစီအကုန်လွှဲပေးခဲ့တယ်လစဉ်ပုံမှန်လွှဲပေးခဲ့တာသူ့အမေတီလားတေချာတာပေါ့တိတာပေါ့ဒါကြောင့်မလို့လေသူကဒီလောက်အထိရဲရဲတင်းတင်းကြီးပတ်စံလာတောင်းရတာပေါ့သူ့မျက်စိထဲမှာတားဖြစ်သူရဲ့ပတ်စံကသူ့ပတ်စံချွေးမရဲ့ပတ်စံကလည်းသူ့ပတ်စံညီမလေးကတော့သမီးမလို့တန်ဖိုးမရှိဘူးသူကလေးကူတင်စီကိုလှည့်ကြည့်သွားတဲ့အကြည့်ကိုကျမတတိယမိတယ်အဲ့ဒီအကြည့်ထဲမှာချစ်ခင်ကျင်နာမှုလုံးဝမပါဘူးစိတ်ပြတ်မှုတွေပဲရှိခဲ့တာတကယ်လို့ကလေးကမြေယောက်ျားလေးဆိုရင်သူလာကြည့်မလားလာကြည့်ရင်လည်းကြည့်လိုက်မယ်ဒါပေမဲ့မြေကိုပဲလာကြည့်တာဖြစ်ပြီးကျမကိုကြည့်တာမဟုတ်ဘူးကျမဒီအိမ်မှာဘာကောင်းလဲကလေးမွေးပေးတဲ့ဆက်ရုပ်လားပတ်စံစုပေးတဲ့ဆက်လားဒါမှမဟုတ်အလကားရတဲ့အိမ်ခေါ်လားကျမမသိတော့ဘူးကျမသိတာတခုကတော့ကျမတကယ်ပင်ပန်းနေပြီအဆုံးစုံထိပင်ပန်းနေပြီနောက်တစ်နေ့မှာခြံတုံးအလုပ်သွားတယ်မသွားခင်သူကျမကိုပြောသေးတယ်မင်းတေချာထက်စင်းစားဦးနော်အဲ့ဒါတစ်ဆက်အိမ်တောင်တော်တဲ့သူအဲ့ဒီပတ်စံကိုပဲစိတ်ဆွဲနေတော့ကျမဘာမှပြန်မပြောခဲ့ဘူးသူထွက်သွားပြီးနောက်မှာကျမဆိုဖာပေါ်မှာအကြာကြီးနေမိုင်နေမိတယ်ပြီးတော့ဖုန်းကိုကောက်ကင်ပြီးအဆက်အသွယ်စီးရင်တွေကနံပါတ်တစ်ခုကိုရှာလိုက်တယ်တက္ကသိုလ်တုန်းကတငယ်ချင်းလူရသူကရှိနေတယောက်လေလူရငါမေးစရာကိစ္စလေးတစ်ခုရှိလို့လူရကနားထောင်ပြီးနောက်ခဏလောက်တိတ်သွားပြီးမှနင်းတေချာစဉ်းစားပြီးပြီလားလို့မေးတယ်စဉ်းစားပြီးပြီနင်ငါ့ကိုတေချာရှင်းပြပေးပါသူ့ရဲ့ professional ဆန်တဲ့အတန်ထွက်ပေါ်လာတယ်လက်ထပ်ပြီးနောက်ပိုင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုမူအားဖြင့်တော့တယောက်တစ်ဝက်ခွဲဝေရမယ်ဒါပေမဲ့နှစ်မှာသူကပိုင်ဆိုင်မှုတွေကိုခိုးယူလွှဲပြောင်းထားတယ်ကလေးပေါ်ပြုစုစောင့်ရှောက်ရမယ်တာဝန်တရားတွေကိုပြက်ကွက်ခဲ့တယ်ဆိုတဲ့အထောက်ထားရှိရင်တော့နင်းဘက်ကပို့ပြီးရပိုင်ခွင့်ရှိအောင်တောင်းဆိုလို့ရတယ်ဒါဆိုအဲ့ဒီ18000ကိုပိုင်ဆိုင်မှုခိုးယူလွှဲပြောင်းလာတယ်ပါတလားပါတယ်သူမိဘကိုပတ်စံပေးတာကိုနင်မသိခဲ့ဘူးလို့ပြောရင်ဒီပတ်စံပမာဏကိုသူ့ရဲ့ရပိုင်ခွင့်ဝေစုတဲ့ကနေနှုတ်ယူလို့ရတယ်ပြီးတော့ကလေးရဲ့အုတ်ထင်းခွင့်ကောနင်ကအလုံးမလုံးပဲအိမ်မှာကလေးပဲအချိန်ပြည့်ထိန်းနေတာဖြစ်ပြီးနှုတ်တိုက်မိခင်လည်းဖြစ်တဲ့အတွက်ကလေးရဲ့အုတ်ထင်းခွင့်ကိုနင်ရဖို့ရာဂိုင်လုံးတော်တော်များတယ်ဒါပေမဲ့သူကတော့လူရင်လူလိုက်မယ်သူလူမှမဟုတ်ပါဘူးကျမတေချာပေါက်ပြောနိုင်တာပေါ့သူကလေးသေးခံလဲပေးဖို့တော့မလုပ်ချင်တဲ့သူပဲကလေးအုတ်ထင်းခွင့်ကိုဘယ်လိုလုပ်လာလို့မှလဲ